အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇဂီပဲဖြစ်ပါတယ် brother တို့ဒီနေ့ကျွန်တော် Franco ကင်ပြမှာဖြစ်ပါတယ်ဗျအမှန်တကောင်ဆွဲလိုက်ပြီး Brody တီးသွားတယ်နောက်တစ်ချက်ထပ်ဆွဲတယ်အဲ့တော့ပဲပြန်ပြတာပါတကယ်တော့ဆွဲလိုက်တယ်မှာကိုက်တယ်ဆွဲပြီးကိုက်တယ် Hiroki ရတယ်ဗျတကယ်ကောင်းတယ်ပါတကယ်ကောင်းတဲ့ Franco brother တို့ဒီနေ့ပြောပြမှာ Franco ခိုင်လေးပဲဖြစ်ပါတယ် Franco Pro ချာချာဘလို့ဆော့လဲဆိုတာပြောပြမှာဖြစ်ပါတယ်ဗျအာမဘကောပြနေချောင်းကောက်လိုက်ပြီမချောင်း Pro လေးချောင်း Pro လေးချောင်း Pro လေးပါလာတယ်နောက်က damage မလုပ်လို့Franco ချောင်းကိုက်တယ်မှာကိုက်တယ်ဆွဲတယ် Yuki ရတယ်ဗျ flicker နဲ့ဝင်ကိုက်ကျွန်တော်မှပွဲထဲမှာဆဲနေရဗျသူမိလို့ဆိုပြီးတော့ Franco ချိတ်ထီပဲမိလို့ဆိုပြီးဆဲနေစိတ်တော့ညက်ထဆွဲပြချောင်းဆွဲပြမယ်ချောင်းပါလာရှောအမလီယိုလိုက်ကြိုက်တယ်အဒီမဲ only လိုက်တော့တယ်တကယ်ချိန်မဆွဲတော့လို့အဒီပဲတော့တယ်မဆိုရှင် flicker နဲ့ဝင်ကြိုက်အောင်ရှောမဆို brother တို့တခုပြောပြမယ်နော် Franco ကိုင်းလို့ရှိရင်ချိန်မဆွဲနဲ့အဒီမဲပဲတော့တခေါင်တေးဦးတေးကျွန်တော်ဗီဒီယိုလေးကိုကြိုက်လို့ရှိရင် like and follow လေးနဲ့ကူညီပေးခဲ့ကြပါဦးဗျအကုန်လုံးကျေးဇူးတင်ပါတယ်